အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တာကခြေတလုံးကြွက်တက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းပါအိတ်ကောင်းနေတုံးခြေတလုံးကြွက်တက်ပြီးနာလွန်းလို့လက်နိုးတာမျိုးဖြစ်ပူကြလားအဓိကတော့ဒါကြွက်တက်ခြင်းပါပဲညဖက်ကြွက်တက်ခြင်းအကြောင်းတိထားတင့်တီများကိုကျွန်တော်ပြောပြပါမယ်ဘာကြောင့်ကြွက်တက်ရတာလဲဘာကြောင့်ညပိုင်းကြွက်တက်ရတာလဲအဓိကတော့ကြွက်တာညောင်းညာလို့တက်ရတာလဲအကြောင်းရင်းတစ်ခုပါဥပမာနေ့ဘက်မှာအကြာကြီးမတက်ရတာလမ်းအကြာကြီးလျှောက်တာလေ့ကျင့်ခန်းအပြင်းအထန်လုပ်တာတွေကကြွက်သားညောင်းညာခြင်းကိုဖြစ်စေတယ်။ဒါကြောင့်ညဘက်မှာကြွက်သားတွေပင်ပန်းပြီးကြွက်တက်ပါတယ်။နောက်တစ်ခုကတော့ခြေထောက်အနေထားမာယွင်ခြင်းအိတ်တဲ့အခါခြေထောက်ကိုအောက်ဆိုင်ပြီးအိတ်ပျော်သွားရင်ခြေတစ်လုံးကြွက်သားတွေတောင့်တင်းပြီးကြွက်တက်လွယ်တာမျိုးဖြစ်တတ်တယ်။နောက်တစ်ချက်ကတော့ရေဓာတ်လိုအပ်ခြင်းပေါ့။ရေလုံလောက်အောင်မတောက်တာကလည်းကြွက်သားတွေကိုကြုံရဆန့်ရခက်စေတယ်။ဒါကြောင့်လည်းတော့ကြွက်တက်ခြင်းကိုဖြစ်စေပါတယ်နောက်တစ်ခုကတတုတက်မြတာမှုမရှိခြင်းပေါ့ဥပမာပိုတက်ဆီယမ်တို့မက်ဂနီဆီယမ်တို့ကယ်ဆီယမ်တို့နည်းနေလဲကြွက်တက်ပါတယ်ပြန်ပြောမယ်ပိုတက်ဆီယမ်တို့မဟုတ်မက်ဂနီဆီယမ်တို့မဟုတ်ကယ်ဆီယမ်တက်နည်းနေရင်ကြွက်တက်ပါတယ်နောက်တစ်ခုကတော့အသက်အရွယ်ကြောင့်ပေါ့အသက်ကြီးလာတဲ့အားနဲ့အမျှကြွက်သားဒုထည်တွေကလျော့နေလာပြီးကြွက်သားတွေကအထိမခံဖြစ်လာတတ်တယ်ဒါကြောင့်လဲကြွက်တက်တာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကယောဂအခန်းလေးပေါ့စီးချိုရှိတဲ့လူတွေအာယွန်ကြောယောဂရှိတဲ့လူတွေတွေးအားနဲ့ယောဂရှိတဲ့လူတွေနဲ့မြူရီမီတွေမှာကိုဝင်ဆောင်ချိန်တွေမှာကြွက်တက်တာမျိုးဖြစ်တတ်ပါတယ်ချစ်ချင်းတက်တာအောင်ဘယ်လိုလုပ်ကြမလဲပေါ့ကြွက်တက်ပြီဆိုရင်နံပါတ်1ကအကြောပြန်ဆန့်ဖို့လိုတယ်ဒါကတော့အထီရောက်ဆုံးနီလန်တစ်ခုဖြစ်ပါတယ်ပုံမှာပြထားတဲ့အတိုင်းခြေထောက်ကိုဆန့်လိုက်ပြီးခြေချောင်းတွေကိုကိုမျက်နှာဘက်ကိုကွင်းညွန့်ပြီးအကြောဆန့်ဖို့လိုပါတယ်ဒါကအမြန်ဆုံးတက်တာတဲ့နီလန်ပါဒီလိုလှုပ်ခြင်းဟာခြေသုံးကြွက်သားတွေကိုချက်ချင်းပြေလျှော့စေပါတယ်။နာကျင်မှုကိုလည်းအမြန်ဆုံးတက်တာစေလို့ဒီနီးလန်းကိုဥစွာအသုံးပြုတင်တယ်။ပုံမှာပြထားတဲ့အတိုင်းလေးလှုပ်လို့ရပါတယ်။နောက်တစ်ချက်ကနှိမ့်နယ်ပြီးပါ။ကြွက်တက်နေတဲ့နေရာကိုလက်လေးနဲ့အသာလေးဖိပြီးတဖြည်းဖြည်းချင်းနှိမ့်နယ်ပေးရမယ်။ဒါဆိုရင်ခြေသုံးကြွက်သားတွေဆန့်ထွက်သွားပြီးကြွက်တက်တာသွားလိမ့်မယ်။နောက်တစ်ခုကတော့နည်းနည်းတက်တာသွားပြီးရင်ဂရင်ပေါ်မှာခြေထောက်ကြွက်တက်တဲ့ခြေထောက်ကိုဖော့နင်းပြီးပေါ့ခြေဖနှောင်းနဲ့ထောက်တာမျိုးလုပ်ပြီးလမ်းခဏလျှောက်ပြီးရပါမယ်နောက်တစ်ခုကတော့ယူနီအိတ်ကတ်လို့ရပါတယ်ကြွက်သားတွေကိုပြေလျှော့သွားအောင်ယူနီအိတ်ကတ်တာမျိုးလုပ်ပေးလို့ရပါတယ်ရေရှည်မဖြစ်အောင်ကတော့ကာကွယ်ခြင်းကအကောင်းဆုံးပဲကာကွယ်ခြင်းဆိုတဲ့နေရာမှာအစားအသောက်နဲ့ကာကွယ်လို့ရတယ်လိုအပ်တဲ့တတုဓာတ်တွေဖြည့်လို့ရတယ်ဥပမာတတုဓာတ်တွေကျွယ်ဝတဲ့ငပြောဒီကစွန်းဦးပဲအမျိုးမျိုးဒါတွေစားလို့ရတယ်ဒါတွေကတော့ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တွေကျွဲဝတဲ့အတွက်ကြက်တွက်တာကိုကာကွယ်ပေးတယ်နောက်ကြွက်သားတွေကိုကောင်းမွန်စွာအလုပ်လုပ်ရင်လည်းဒီဓာတ်တွေကကူညီပေးတယ်နောက်တစ်ခုကရေများများတောက်အောင်မယ်တနေ့တာလုံးရေလုံလောက်စွာတောက်သုံးရပါမယ်ရေဓာတ်ပြေဝခြင်းကလည်းအဓိကအရေးကြီးတဲ့အချက်အနေနဲ့ပါပါတယ်နောက်တစ်ခုကဖက်နှက်ရွေးချယ်ရမယ်ခြေထောက်ကိုကောင်းကောင်းစပ်ဖို့ပေးနိုင်တဲ့ဖက်နှက်မျိုးကိုစီးရမယ်ဖက်နှက်ကတင်းကျပ်လုံးရင်လည်းကြွက်သားတွေမှာဖိအားဖြစ်ပြီးဒါကကြွက်တက်ခြင်းကိုအားပေးတတ်ပါတယ်အိတ်ဆက်မှုပုံစံပေါ့ပလက်အိတ်တက်ရင်ခြေထောက်အောက်မှာခေါင်းအလေးခုပြီးအိတ်လို့ရပါတယ်ဒါအကျွတ်ခဏခဏတက်တဲ့လူတွေပေါ့နော်ပုံမှန်မတက်တော့ကောင်းသွားရင်တော့ပုံမှန်တိုင်းအိတ်လို့ရပါတယ်ဘယ်ချိန်မှာဆရာဝန်ပြတင်လို့ကြွတ်တက်တာကတော့တာမန်လဲအဖြစ်များတယ်လို့ပေါ့နော်ဆရာဝန်ပြတင်တဲ့အခြေအနေလဲရှိတယ်ကြွတ်တက်တာကခဏခဏဖြစ်လွန်ပြီးအေးရေးပြက်တဲ့အထိဖြစ်လာရင်တော့ဆရာဝန်ပြဖို့လိုမယ်ကြွတ်တက်ပြီးနောက်ခြေထောက်မှာနီတာရဲတာရောင်တာကြံခဲ့ရင်လည်းဆရာဝန်ပြဖို့လိုမယ်နောက်တစ်ခုကကြွက်သားတွေအားနည်းလာတယ်လို့ခံစားရရင်လည်းဆရာဝန်ပြဖို့လိုမယ်အကြောင်းရင်းမရှိဘဲနဲ့ဥပမာလေ့ကျင့်ခန်းလည်းမလုပ်လမ်းအကြာကြီးရှောက်တာလည်းမဟုတ်ဘဲနဲ့ခဏခဏကြွက်တက်နေရင်တော့ဆရာဝန်နဲ့တိုင်ပင်ဖို့လိုမယ်အားလုံးကျမ်းမာရေးကို view site ကြပါစေအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်